အခုကျွန်တော်တို့သိရမှာကဒီလာဟောလာဝလာကူဝတာအီလာဘစ်လာဆိုတဲ့ဒီစကားလုံးဟာသူ့အဓိပ္ပာယ်ကပါသူ့အဓိပ္ပာယ်ကပါလဲဆိုတော့ Hazrat Abdullah bin Abbas radiyallahu ta'ala anhuma ကအမေရှိတယ်လာဟောလာဝလာကူဝတာအီလာဘစ်လာရဲ့အဓိပ္ပာယ်ပါလဲဆိုတော့လာဟောလာဘီနာအလလ်အမလ်ဘစ်တောအတ်အီလာဘစ်လာဝလာကူဝတာလနာအလာတရ်ကလ်မာဆီယတ်အီလာဘစ်လာ Ibn Abbas radiyallahu ta'ala anhuma ကအမေရှိတယ်La hawla wa la quwwata illa billah ရဲ့အလိုတော်ကဘာလဲဆိုတော့အလ္လာဟ်တာလာကမပေးဘဲနဲ့ကောင်းမှုတစ်ခုခုကိုကျင့်ကြံလှုပ်ဆောင်နိုင်တဲ့အင်အားလဲကျွန်တော်စီမှာမရှိဘူးအဲ့လိုပဲအလ္လာဟ်တာလာကအလိုတော်မရှိဘဲနဲ့မပေးဘဲနဲ့မကောင်းမှုအကုသိုလ်ကိုစွန့်လွတ်နိုင်တဲ့မကောင်းမှုအကုသိုလ်ကနေရှောင်ကျဉ်နိုင်တဲ့အင်အားလဲကျွန်တော်စီမှာမရှိဘူးဆိုပြီးတော့အတိတ်ပဲရတယ်လာဟောလာဝလာကူဝတာအီလာဘစ်လာဆိုတဲ့ကလီမာတော်အဖြစ် Hazrat Abdullah bin Abbas radiyallahu ta'ala anhuma ကဒီကလီမာတော်ကိုအဲ့လိုဖွင့်ဆိုဒါပေမဲ့ဒီကလီမာတော်ကအဲ့ဒီမာနာထက်ကိုအဲ့ဒီအလိုတဘောအဲ့ဒီအတိတ်ပဲထက်ကိုဒီကလီမာတော်ရဲ့အနှစ်တာရကအဲ့ဒီထက်ကိုအများကြီးပို့ပြီးတော့ကျယ်ဝန်းတယ်သာသနာပညာရှင်တွေကအမေ့ရှိကြတယ်အဲ့ဒါဒီကလီမာတော်မှာကအခုနကကျွန်တော်တင်ပြခဲ့တဲ့အတိုင်းပါရှိတယ်ဆိုတော့ Islam လို့ခေါ်တယ် Tafwid ဆွဲအပ်လိုက်အလ္လာဟ်တာလာပုံမှာယုံပုံအားကိုးမှုအပြည့်နဲ့အလ္လာဟ်တာလာရဲ့ဘတ်တော်ကိုမိမိရဲ့အရေးကိစ္စကိုဘန္နာကလွှဲအပ်လိုက်ခြင်းဒီကလမာတော်မှာရှိပြီးတော့အလ္လာဟ်တာလာကမပေးဘဲနဲ့မိမိစီမှာဘာအစွမ်းစားဘာအင်အားဘာအရေးချင်းမှမရှိဘူးဆိုတော့ဝန်ခံထွက်ဆိုမှုဒီကလမာတော်ထဲမှာရှိတဘောဘန္နာကဒီကလမာတော်ကိုရွတ်ဆိုပြီးတော့ဒီလာဟောလာဝလာကူဝတာအီလာဘစ်လာဆိုတဲ့ကလမာတော်ကိုရွတ်ဆိုပြီးတော့အလ္လာဟ်တာလာရဲ့ရှေ့တော်မှာသူကဘာကိုဝန်ခံထွက်ဆိုနေတယ်လဲဆိုတော့ယာအလ္လာကျွန်တော်အခုလက်ရှိဘယ်ဒုက္ခထဲမှာဘယ်အခက်ခဲထဲမှာကျွန်တော်ကြားရောက်နေတယ်ကျွန်တော်ဘယ်လိုစိတ်ဒုက္ခတွေထဲမှာကျွန်တော်ဟာနစ်မွန်းနေတယ်ဘယ်လိုဒုက္ခတွေနဲ့ကျွန်တော်ရင်ဆိုင်နေရတယ်ဘယ်လိုအခက်ခဲတွေထဲမှာကျွန်တော်ဟာဒုက္ခပင်လဲဝေးနေတယ်ယာအလ္လာနောက်အဲ့လိုမျိုးပဲကျွန်တော်စီကိုနောက်ကိုဆက်ရောက်လာမဲ့ဘေးဒုက္ခတွေရှိတယ်ဘေးအန္တရာယ်တွေရှိတယ်ကျွန်တော်လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ဘေးဒုက္ခတွေအန္တရာယ်တွေဆုံးရှုံးမှုတွေထိခိုက်မှုတွေနစ်နာမှုတွေစိတ်ဒုက္ခတွေစိတ်ဖြစ်စီမှုတွေအဲ့ဒါတွေကနေပြီးတော့လွတ်မြောက်အောင်ယုံထွက်နိုင်တဲ့အင်အားလဲကျွန်တော်စီမှာပင်ကိုယ်စားတိအရာမရှိဘူးအဲ့လိုမျိုးပဲကျွန်တော်စီကိုဆက်ရောက်လာမဲ့ဘေးအန္တရာယ်တွေဒုက္ခတွေစိတ်ဒုက္ခရောက်เสียတွေဝမ်းနဲ့ပူဆွေးမှုတွေအဲ့ဒါတွေကိုတွန်းလာနိုင်တဲ့ကာကွယ်နိုင်တဲ့အင်အားဆိုတော့လေကျွန်တော်စီမှာလုံးဝနှက်တိပဲလုံးဝမရှိဘူးဒါပေမဲ့အရှင်ကအဲ့လိုအင်အားမျိုးအဲ့လိုအစွမ်းစားမျိုးအဲ့လိုအရေးချင်းမျိုးပေးမှတာလေကျွန်တော်ဟာဒီဒုက္ခတွေကိုကာကွယ်နိုင်မှာဖြစ်တယ်